ရာသီတစ်အဖွင့်ပွဲလန်ဒန်ဒါဘီပွဲစဉ်ဒီပွဲစဉ်ရဲ့အကောင်းဆုံးကစားသမား3ယောက်ညီကိုရအားလုံးပဲမင်္ဂလာပါစပေါ်ကြီးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာကျွန်တော်ခုနလည်းပြောသွားတဲ့အတိုင်းပဲရာသီတစ်ရဲ့ပထမဆုံးပွဲစဉ်မှာအကောင်းဆုံးဖြစ်ခဲ့တဲ့ကစားသမား3ယောက်အကြောင်းပြောသွားမှာဖြစ်ပါတယ်အဲ့ဒီမတိုင်ခင်မှာကျွန်တော်ဇာဘီအလွန်ဆိုရဲ့နီးစနစ်အကြောင်းတစ်ချက် analysis ဆက်ဆန်းလေးကြည့်လိုက်ရအောင်ပါအလွန်ဆိုခင်းချင်းခဲ့တဲ့ကစားကွက်က3-4-2-1ကစားကွက်ပါ3-4-3လို့လည်းပြောလို့ရတယ်ကွင်းလက်ကိုအားပြုပြီးတော့ဝင်းဘက်တွေရဲ့ရုံးအားနဲ့တိုက်စစ်ကိုအသားပေးခြင်းခဲ့တာပါအဲ့ဒီကစားကွက်မှာလည်းအားနေချက်အားတာချက်လေးအနေငယ်ရှိပါတယ်ဒါရက်ဘာလဲဆိုတော့တသင်းလုံးစစ်တသင်းလုံးတက်နဲ့ transition ကိုတောက်လျှောက်လုပ်နေရတာပါပဲဒီနေရာမှာကွင်းလက်ကစားသမားတွေဒါနောက်ကိုအချိန်မီပြန်မစင်းနိုင်ခဲ့ရင်ဂိုးပေးရပါတယ်ပေးလဲပေးခဲ့ရပါတယ်ဖူဟန်သင်းရဲ့သွင်းဂိုး2ဂိုးလုံးကတိုက်စစ်ကနေခန်းစစ်ပြောင်းဖို့အလင်းမီခဲ့ရလို့ပြောလို့ရပါတယ်ဟုတ်ပြီဒါကတော့အားနေချက်အပိုင်းပေါ့ဗျာဒါပေမဲ့ကစားသမားတွေဒါဒီကစားကွက်နဲ့အသားကျသွားပြီဆိုတာနဲ့ဒီအားနေချက်တွေကလည်းတိတိကျကျကွဲပြောက်သွားမှာဖြစ်ပါတယ်ဒီတော့ main topic ကိုသွားလိုက်အောင်ပါကျွန်တော် Chelsea အသင်းအနိုင်ရရှိဖို့အတွက်အဓိကလိုအပ်ခဲ့တဲ့ဇက်လိုက်ကျော်3ယောက်ရှိခဲ့ပါတယ်ဟုတ်ပါတယ်အဲ့ဒီဇက်လိုက်ကျော်3ယောက်ကတော့ player of the match ဖြစ်ခဲ့တဲ့ကိုပါမှာဒီဟာဒီအကောင်းဆုံးခေါ်ယူမှု Morgan Rogers နဲ့ João Pedro ပဲဖြစ်ပါတယ် João Pedro အကြောင်းကတော့ပြောနေကြကိုမလိုအောင်ကောင်းမွန်နေခဲ့ရပါဒီတော့အဖွင့်ဂိုးပိုင်ရှင် João Pedro နဲ့စလိုက်ချင်ပါတယ်10မိနစ်အတွင်းအတိအကျပြောရမယ်ဆိုရင်25စက္ကန့်ပတ်ဝန်းကျင်မှာပေါ့နော်တကိုးသွင်းဖို့ဆိုတာတော်တော်လေးမလွယ်တဲ့ကိစ္စဖြစ်ပါတယ်အဲ့လိုမလွယ်တဲ့ကိစ္စကြီးကိုလွယ်ထင်ရအောင်လို့ João Pedro ကလှုပ်ပြသွားခဲ့တာဖြစ်ပါတယ်အဖွင့်ဘလောက်ပဲလာလန်ဒန်ဒါဘီဆိုတာမျိုးကလွယ်ရိုးထုံးတယ်တော့မရှိပါဘူးဖူဟန်အသင်းကလည်းအလေလက်တန်းအဆင့်ပဲဖြစ်ပါသေးဦးတော့ဒါဘီပွဲစဉ်သူတို့ရဲ့ပထမဆုံးပွဲစဉ်မှာတော့နိုင်အောင်ကစားကျင်ကြတာပါပဲအဲ့ဒီအတွက်လည်း João Pedro ကိုခက်ကြမ်းကြမ်းကစားခဲ့ကြပါတယ်အစောပိုင်းမိနစ်တွေကလေးက João Pedro အနေနဲ့နေရာလို့ရဖို့အစွမ်းကုန်လုပ်ခဲ့ရပြန်ပါတယ်အဲ့လိုနဲ့ရလာတဲ့တခုတည်းသောအခွင့်အရေးကိုလည်းပါမရဲ့နိုင်သွင်းကိုဖြစ်အောင်ပံ့ပိုးပေးခဲ့ပါတယ်ဒုတိယအနေနဲ့တော့ဒီဟာဒီအကောင်းဆုံးခေါ်ယူမှုဖြစ်တဲ့ Morgan Rogers ပဲဖြစ်ပါတယ် Morgan Rogers ရဲ့ရုံအားကိုကကျွန်တော်ပြောမနေတော့မှဒီပွဲမှာတိတာထင်ရှားနေအောင်သွားပြီးတွေ့ရတယ် Morgan Rogers တော်တော်လေးကောင်းတယ် cut inside လောက်တာတွေမှာလည်းမိုက်တယ်ဒီပွဲက Morgan Rogers အတွက်ပြောရမယ်ဆိုရင် one chance one goal ဖြစ်ခဲ့ရပါနောက်ခံလို Lacrosse ရဲ့ပေးပို့မှုကနေပြီးတော့ဗောနော်လုံးဝတခုတည်းသောအခွင့်အရေးကိုအပိုင်အသိမ်းပြီးတော့ကန်သွားခဲ့တာဖြစ်ပါတယ်ဒီဂိုးကြောင့်လည်းပထမပိုင်းပြီးမှကျွန်တော် Chelsea တင်းက 2-1 နဲ့ပြန်ပြီးတော့ခေါင်းထောင်နိုင်ခဲ့တာဖြစ်ပါတယ်ဒီတော့နောက်ဆုံးအနေနဲ့ဇက်လိုက်ကျော်ကိုပါမစီကိုသွားပါမယ်ကျွန်တော်ရှေ့ရာသီကလည်းပြောခဲ့တာတခုရှိပါတယ်ဒီရာသီမှာလည်းဆက်ပြီးတော့ပြောပါအောင်မယ်ဒါပါလဲဆိုတော့ကိုပါမကကျွန်တော် Chelsea တင်းရဲ့ပဲ့ကင်ရှင်ပဲဖြစ်ပါတယ်ဟုတ်ပါတယ်ကိုပါမကကျွန်တော် Chelsea တင်းရဲ့ပဲ့ကင်ရှင်မှာဒန်ဟာရီကင်းနဲ့ကိုပါမအနာတရားမရှိတဲ့ကိုပါမကြက်ခိုင်မှုပြုတ်ရတဲ့ကိုပါမဒီကစားသမားကဘလောက်ကြောက်စရာကောင်းလဲဆိုတော့ဒီပွဲမှာတက်တည်ပြသွားပဲဖြစ်ပါတယ်ကိုပါမရဲ့စွမ်းဆောင်ရင်တွင်းကိုစာလောက်မှုဒီယာတွေကဒီညရဲ့အရေးကြီးတဲ့ highlight တွေပဲဖြစ်ပါတယ်ကိုပါမရဲ့ vision ကတကယ်ကို world class ဆိုတော့လည်းအချိန်ကြီးတက်တည်ပြခဲ့ပါတယ်ကစားသမား3ယောက်လောက်ကိုဖျက်ချော်ဖို့ကြိုးစားခဲ့တယ်ပြီးတော့အတင်းလူကက်ထားတဲ့ဂျားရန်နေပြီးတော့ attacking midfielder တယောက်ရဲ့တာဝန်အကောင်းဆုံးခြေပေါင်းလှုပ်ဆောင်ပြသွားခဲ့ပါတယ်ဂျော်ဘယ်တိုကဘယ်တောင်မန်ကနေပြီးတော့ပါမစီကိုဖောက်ပြီးတော့ပို့ပေးလိုက်တယ်ကိုပါမကဂိုသမား Branley ရဲ့ခြေကြားရန်နေပြီးတော့ ACC ကန်သွင်းသွားခဲ့တယ်ဒီခိုက်တဲ့ကကျွန်တော်ခုနကပြောသွားတဲ့ဂျော်ဘယ်တိုအကြောင်းပြောတော့ကအတိုင်းပါပဲဂျော်ဘယ်တိုရဲ့ရရှိလာတဲ့နေရာလို့အသုံးချမှုကနေပါမရဲ့အကွက်မြင်တဲ့သွင်းကိုတကူဖြစ်လာခဲ့ရလို့ပြောလို့ရပါတယ်ဒီပွဲမှာဒီဂိုးကကီးပါပဲဘာလို့လဲဆိုတော့ရှေ့ကပထမဆုံးသွင်းကိုဂျော်ဘယ်တိုရဲ့သွင်းကိုဒီသွင်းကိုကကောင်းခဲ့တာမှန်တယ်ဒီသွင်းကိုကအရေးပါခဲ့တယ်ဒါပေမဲ့နောက်က Morgan Rogers ရဲ့သွင်းကိုကလည်းကောင်းခဲ့တယ်2-1နဲ့ပြန်ဦးဆောင်သေးခဲ့တယ်ဒါပေမဲ့နောက်ဆုံးပိတ်ပါမရဲ့သွင်းကိုကြောင့်ပဲကျွန်တော် Chelsea တင်းကနိုင်ခဲ့ရပါဘာလို့လဲဆိုတော့ဒါကျွန်တော်ခုနလည်းပြောတဲ့အတိုင်းပေါ့နော်ဒီရာသီမှာကျွန်တော် Chelsea တင်းကအသားမကျသေးတဲ့အရာတွေရှိတယ်အဲ့ဒါဘာလဲဆိုတော့ Xabi Alonso ကစားကွက်နဲ့ကစားသမားတွေပဲဖြစ်ပါတယ်3-4-3ကိုပြောင်းပြီးတော့ကစားရတယ်အဲ့အတွက်နောက်တန်းမှာဝင်ပြီးတာရှိတယ် inverted fullback တွေကနေပြီးတော့နောက်ကိုပြန်မစင်းနိုင်ရတာရှိတယ်ဒါကြောင့်မလို့လေဒီရာသီမှာကျွန်တော် Chelsea တင်းကနောက်တန်းအသားကျဖို့လိုအပ်နေတယ်ရှေ့တန်းကဘလောက်ပဲကောင်းသွင်းကိုတွေဘလောက်ပဲသွင်းဖို့ပေါ့နော်နောက်တန်းကအလူကြီးပေးနေမယ်ဆိုရင်လည်းမဟုတ်သေးဘူးဒီတစ်ချက်တော့ကျွန်တော်တို့သတိထားရမယ်ရာဘီလုံးဆိုလဲတာကိုသိမှာပဲသိလို့မလို့သူလဲပြင်ဖို့ကြိုးစားမှာပဲဒါကတော့သိတာပေါ့ပဲဘာဖြစ်ဖြစ်ဒီလန်ဒန်ဒါဘီအဖွင့်ပွဲမှာနိုင်တာကိုကျွန်တော်တို့အားရတယ် brother တို့ဘယ်လိုခံစားချက်တွေရှိလဲဆိုတော့ comment မှာမျှဝေပေးသွားလို့ရပါတယ်နောက်ထပ်တစ်ခုအနေနဲ့တော့ကျွန်တော်နောက်ဆုံးပိတ်လေးတစ်ခုပြောသွားပါမယ်ဒါဘာလဲဆိုတော့ကျွန်တော်ဒီမှာလာကစားနေတဲ့ brother တွေရောပြီးတော့ Chelsea fan ကြီးကိုရောအတွက်ကျွန်တော် giveaway video လေးတစ်ပုဒ်လာဖို့ရှိပါတယ်အဲ့ဒီ video ကြာရင်လည်းစောင့်မျှော်ကြည့်ရှုပါအောင်လို့ပြောချင်ပါတယ်ခင်ဗျာကလမဆော်ဒီယူသွားပေးညီကိုအားလုံးကျေးဇူးတင်ပါတယ်သိပါဝင်သားလို့ဘောလုံးပွဲကောင်းဖောက်စော်ကစားခြင်း Sporty Viber Telegram ဖုန်းနံပါတ်3996989880ဆက်သွယ်ဆုံးသားလိုက်ပါလို့ပဲပြောချင်ပါတယ်ခင်ဗျာညီကိုအားလုံးကျေးဇူးတင်ပါတယ်